ပိုင်း9ရက်အစမှာတော့ဂျူတယောက်အတွေးပေါင်းများစွာနဲ့စိတ်မအေးနိုင်သေးပါဘူး။မင်းညကမိဟာဘာကြောင့်သူ့အိမ်ထဲကိုရောက်နေခဲ့တာလဲ။အဲ့ဒီမိကုန်းကသူ့ကောင်းထဲမှာအဆက်မပြတ်လေပတ်နေပါတယ်။အတွေးများစွာကြားထဲမှာပဲဂျူကသူ့အမိကိုနှုတ်ဆက်ပြီးအလုပ်သွားခဲ့ပါတယ်။ဒါပေမဲ့အလုပ်ရောက်တော့တဲ့အချိန်မှာတော့သူ့စိတ်ကတည်ငြိမ်မသွားခဲ့ပါဘူး။မင်းကသူပြောထားတဲ့ဂတိစကားအတိုင်းတကယ်ပဲသူ့ကိုစောင့်နေတာမဟုတ်ပဲအချိန်တိတ်ဆန်တော်လို့ဖြစ်မှာပါလို့သူ့ကိုယ်သူအချိန်ချင်းသတိပေးနေပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာနောက်တစ်ချိန်မင်းရဲ့ဆွဲဆောင်မှုတွေကိုပြန်မကြကျင်တော့လို့ပါ။တစ်ချိန်ကသူ့နှလုံးသားကိုအပြေးအဝပေးခဲ့မှုတဲ့လူတစ်ယောက်ကိုအခုတော့အကွာဝေးထားဖို့ကြိုးစားနေရတာဟာဂျိုးတော်လေကူတဲ့ကိစ္စမဟုတ်ပါဘူး။အလုပ်ကနေအင်ကိုပြန်ရောက်တဲ့အချိန်မှာတော့ဂျိုတယောက်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။အိမ်ထဲကပစ္စည်းရတွေကပျက်စီးနေပြီးသူမရှိတဲ့အချိန်မှာအကျွေးရှင်နေလာရောက်တောင်းညွှန်သွားခဲ့တာကိုသိလိုက်ရလို့ပါပဲ။ပိုပြီးရင်ခွဲရတာကတော့သူ့ရဲ့စိတ်ယုံစည်းအေးတွေကြောင့်အမေဖြစ်သူခမဘာသုံးတန်းအထိအကျွေးတင်နေတယ်ဆိုတဲ့အမှန်တရားကိုသိလိုက်ရပါတယ်။သူ့အမေရဲ့မျက်နှာပေါ်ကစိတ်ပူပန်မှုတွေဖုံးကွယ်ထားတဲ့ဝမ်းနည်းမှုတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဂျိုရဲ့ရင်ထဲမှာအာနာစိတ်တွေကပိုပြီးလေးလံလာပါတယ်။ဒီငွေကြေးပမာဏကိုရှာဖွေဖို့နည်းလမ်းတစ်ခုပဲရှိပါတော့တယ်။ဂျိုဟာမင်းသားတုံရဲ့အစားထိုးစတက်မင်းသားအသစ်ရွေးချယ်ပွဲကိုကြီးကျယ်နေတဲ့အကိုဝစ်စီကိုရှက်ရှင်းမဲ့သွားခဲ့ပါတော့တယ်။ငွေကြေးရှိနေကြတဖန်စတက်လောကတွေကိုပြန်ဝင်မှုဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဂျိုကတော့သူကြမ်းကျင်တဲ့တိုက်ခိုက်ရေးတွေကိုအစမ်းတရုပ်ဆောင်ပြလိုက်တဲ့အခါမှာတော့အားလုံးကအောင်းအောင်သွားကြပြီးသူ့ကိုဒုတိယဂျိုလို့ခေါ်ကအလုပ်ရောက်သွားပါတော့တယ်။ဒါပေမဲ့ဒီလိုရက်ကပဲအကိုဝေးရဲ့စိတ်ထဲမှာတန်တရားမိဘွားကိုစတင်မွေးဖွားလိုက်တယ်လို့ပါပဲ။အကိုဝေးကဂျိုကိုဂျလောက်ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးပညာတွေကိုမင်းဖေကတင်လာရတယ်လို့မိကွန်းထုတ်လာပါတယ်။ထိုအချိန်မှာဂျိုဟာမိမိကိုမိမိတခြားသူရဲ့ခန္ဓာကိုယ်ရဲ့ရောက်ရှိနေတာကိုခဏတာမေ့လျော့သွားပြီးဘရင်ဘွားကအမူအရာတွေအတိုင်းတတိလွတ်လွတ်တုတ်ပြမိမလို့ဖြစ်သွားခဲ့ပါတယ်။ဒါတင်မကသေးပဲအကိုဝေးရဲ့ရုံခန်းထဲမှာရှိနေတဲ့သူ့ရဲ့အရင်ဘွားကပန်းစာအုပ်ကိုခူးကြည့်ပြီးအထက်ကပတ်ဆိုင်တွေကိုဘလို့နည်းနဲ့ထုတ်ယူရမလဲဆိုတာကိုကြံရမရတွေးတောနေတော့ပါတယ်။တစ်ဖက်မှာတော့မေဟာလျှက်ဝက်ဆန်းကျဲတဲ့မြင့်မြင့်ဆရာကြီးတယောက်နဲ့ပြေဆုံနေပါတယ်။ထိုဆရာကြီးကဂျိုဟာသိဆုံးသွားတာလည်းမဟုတ်ဘူးရှင်တန်နေတာလည်းမဟုတ်ဘူးဆိုတဲ့နားနဲ့အခက်ခဲတဲ့စကားတစ်ခုကိုပြောလိုက်တဲ့အခါမင်းရဲ့ရင်ထဲမှာတော့ညှို့နှင်းချက်နဲ့စူးစမ်းလိုစိတ်တွေတောက်လောင်လာပါတယ်။မေဟာနှလုံးသားထဲကနာကျင်မှုတွေနဲ့အတူကျွန်တော်အကိုဂျိုကိုစောင့်နေတာ2နှစ်ရှိပြီအကိုသားမသိဘူးဆိုရင်ဘာလို့သူ့စီပြန်မလာရတာလဲလို့တန်းတန်းတရမင်းကိုထုတ်မိပါတယ်။ဒါပေမဲ့ဆရာကြီးကတော့မင်းရဲ့မျက်လုံးနဲ့ကိုယ်တိုင်မြင်အောင်ကြည့်မှသာတွေ့နိုင်လိမ့်မယ်လို့ကြပြဆန်းဆန်းနဲ့ပဲတိတက်မှုမရှိတဲ့လှည့်ဝက်ချက်ကိုပေးခဲ့ပါတယ်။မင်းတယောက်ဂျိုရဲ့တရှိမှုကိုကိုယ်တိုင်ဘလို့ရှာဖွေတွေ့ရှိသွားမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။အကျွေးပြဿနာတွေကြားတဲ့ကပဲဂျိုဟာသူ့အမေနဲ့အတူရှိနေတဲ့အချိန်လေးတွေမှာတော့မိထွေးတဲ့ပြည့်စုံမှုကိုရရှိနေကြပါတယ်။နောက်တစ်နေ့ရက်ကွင်းကိုရောက်တဲ့အခါမှာတော့ကံကြမ္မာအလှည့်အပြောင်းရမင်းနဲ့ဂျိုတို့နောက်တစ်ချိန်ဆုံးဖြတ်ကြပြန်ပါတယ်။ဂျိုစက်တန်းတရုပ်ဆောင်နေတဲ့အချိန်တစ်လျှောက်လုံးမင်းကဘေးကဆွဆွဲကြည့်နေတာကြောင့်လူတယောက်စိတ်လှုပ်ရှားပြီးအာရုံစိုက်လို့မရပဲအမမညွှင့်နေဖြစ်နေခဲ့ပါတယ်။မင်းရဲ့ကွင်းကနေထွက်သွားတော့မှသာဂျိုဟာစိတ်ရည်လက်အင်းနဲ့တရုပ်ဆောင်မှုကိုအောင်မြင်အောင်ဆုံးသွားနိုင်ခဲ့ပါတယ်။ရက်ကွင်းပြီးမှတော့မင်းသားတုံရဲ့မန်နေဂျာကဂျိုရဲ့အရေးချင်းကိုသဘောကျပြီးတုံရဲ့အမြဲတမ်းအစားထိုးစတက်မင်းသားအဖြစ်လုပ်ကင်မှုကန့်လန့်လာခဲ့ပြီးမြင်တုံတို့နဲ့ထပ်ပြီးမပတ်သက်ရှင်တော့တဲ့ဂျိုကတော့ပြပြတသားပဲညှင်းဆိုလိုက်ပါတယ်။ဒါပေမဲ့မင်းကတော့ဂျိုရဲ့ထူးခြားတဲ့အမူအရာတွေကြောင့်တန်တရားမကင်းဖြစ်ကသူ့ရဲ့အတွင်ရင်မှုကိုဂျိုရဲ့နောက်ကြောင်ရစုံအားလုံးကိုသေးစိတ်စုံစမ်းခိုင်းလိုက်ပါတော့တယ်။ညနေပိုင်းမှာတော့ဂျိုဟာအကိုဝေးတို့အင်ကိုညစာဆောက်ဖို့ရောက်ရှိနေပါတယ်။ထို့နောက်စကားလက်ဆောင်ကြရင်ဂျိုဟာသတိလွတ်လွတ်နဲ့အကိုဝေးရဲ့ကလေးတွေကအမွှာလေးတွေဆိုတော့ပြုစုရတာပင်မမှာပဲပေါ့လို့ပြောလိုက်မိပါတယ်။ထိုအခါအကိုဝဲကမျက်နှာပြတ်သွားပြီးသူ့မိမမှာအမွှာကိုဝင်ဆောင်ခဲ့တာမှန်ပေမဲ့ဝေးလာတာကတော့တယောက်ပဲရှင်နေခဲ့တာဖြစ်ပြီးမင်းတောက်ကိုဘလို့သိတာလဲလို့ပြန်မိလိုက်ပါတယ်။ဂျိုကရုံးကလူတွေစီကကြားတယ်လို့အလင်းမြင်စင်ကြင်ပေးလိုက်ပေမဲ့အကိုဝဲကငါဒီအကြောင်းကိုရုံးကလူတွေကိုတစ်ခါမှမပြောခဲ့ဘူးလို့တုံ့ပြန်လိုက်တဲ့အခါလေလူတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။အကိုဝဲဟာတန်တရားအပြည့်ရှိတဲ့မျက်လုံးတွေနဲ့ဂျိုကိုစိုက်ကြည့်ရင်မင်းကအလိုလုပ်တာလဲသိကြတယ်။ဒီလောကထဲမှာနှိမ့်အကြာကြီးကျင်လည်ခဲ့တဲ့လူလိုဖြစ်နေတယ်။မင်းငါ့ကိုဘာဒီဖုံးကွယ်တာလဲလို့ခဲတို့မိကူမိလိုက်ပါတော့တယ်။ဂျိုလဲစိတ်လှုပ်ရှားစွာနဲ့ပင်အချမ်းပြတ်ချက်အမျိုးမျိုးပေးပြီးအချိန်ကြီးကိုထိန်းလိုက်ရပါတယ်။အချိန်ကြီးကိုလွှဲပြောင်းမှုအတွက်စတက်မင်းသားဂျိုသူဘာဖြစ်ခဲ့တာလဲလို့ပြန်မိလိုက်တဲ့အခါကိုဝစ်ကတော့ဝမ်းနဲ့ကြေခွဲစာနဲ့ပဲဂျိုသေးဆုံးဆွဲခဲ့ရတဲ့နေ့ရက်တွေအကြောင်းကိုပြန်ပြောပြလာပါတယ်။အဲ့ဒီနေ့ကငါသာဂျိုကိုအတင်းတားခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့ညောင်နှံ့ရတဲ့စကားတွေကိုကြားရတဲ့အခါဂျိုဟာမိမိကိုယ်တိုင်အတွက်ဝမ်းနဲ့မနေပင်အကိုဝစ်ကိုနှစ်သိမ့်ပေးနေမိပါတယ်။ထို့နောက်အကိုဝစ်ကဂျိုသေးဆုံးသွားရတာဟာမင်းကြောင့်ပဲဖြစ်ပြီးခုလည်းမင်းရဲ့အတွေ့အမှုကမင်းကိုမင်းနဲ့အလို့အတူတွဲလို့ကိုဆက်သွယ်လာတယ်။သူကတော့ညင်လိုက်ပြီဖြစ်ကြောင်းနဲ့အရင်ကဂျိုတို့အဖြစ်ဆိုမျိုးနဲ့အခုမင်းကိုပါမကြုံစေချင်တာကြောင့်မင်းတို့နဲ့ဝေးဝေးမှနေပါလို့သတိပေးစကားပြောလိုက်ပါတယ်။ဒါပေမဲ့ဂျိုကတော့သူ့မှာရှိနေတဲ့အကျွေးပြဿနာတွေကြောင့်ဒီလောက်ကိုလက်ခံချင်ကြောင်းအကိုဝစ်ကိုတောင်းဆိုနေခဲ့ပါတယ်။မိမိအတွက်ဘလောက်ပဲအနေအများပြီးခက်ခဲပါစေသူ့ဘဝမှာသူ့ကိုအသက်သက်ရှည်ရတဲ့အမေရှိနေပြီဖြစ်လို့မိခင်တို့အရာအလုံးကိုရင်ဆိုင်ဖို့ဂျိုဆုံးဖြတ်ချက်ချလိုက်တာပါ။အမေဖြစ်သူကလည်းသူ့သားလေးအလုပ်တွေအပိမှန်ခံပြီးအများကြီးမလုပ်ပါနဲ့လို့ဂရုတက်ဆိုင်မှနေပြီးဂျိုကလည်းအမေကိုဖက်ကစိတ်မပူဖို့ပြောရင်တာမီမြောက်ရဲ့တန်ရုံးစင်ကပိုပြီးခိုင်မြဲလာပါတော့တယ်။နောက်တနေ့ရက်ကွင်းမှာတော့ထူးခြားစွာပဲစတက်မင်းသားလေးဂျူဟာမော်ဒယ်တယောက်အနေနဲ့ဝင်ရောက်လောက်ကင်ပေးရပြန်ပါတယ်။ထိုနေရာမှာပဲမင်းကိုထပ်မံမြင်တွေ့လိုက်ရတဲ့အခါဂျိုရဲ့ရင်ထဲကပုံပေထားတဲ့ခန်းစားချက်ဟောင်းတွေဟာတဖြည်းဖြည်းပြန်လည်နှိုးထလာပါတယ်။မင်းကလည်းဂျိုကိုသူ့အနာခေါ်ပြီးဓပုံအတူရိုက်ဖို့ပြောကသူ့စိတ်ကြိုက်ပြုတ်မှုရင်ဂျိုရဲ့တုံ့ပြန်မှုတွေကိုမျက်တောင်မခတ်တမ်းအကဲခတ်နေပါတယ်
ဖွက်ဖဲတွေရှိနေသေးတဲ့မင်းဟာဂျိုကိုညစာစားဖို့ဖိတ်ခေါ်ပြီးအရင်ဘွားကသူတို့နှစ်ယောက်အတူသွားခဲ့ဘူးတဲ့အမှတ်တရစားတော့ဆိုင်လေးစီကိုခေါ်သွားခဲ့ပါတယ်။မင်းဟာစားတော့ရင်ဂျိုရဲ့အကြောင်းတွေကိုမေးမြန်းပြီးစစ်ဆေးနေတယ်လို့ဂျိုကလည်းလူမမိအောင်တတိကြီးစွာနဲ့ရှောင်လွှဲနေပါတယ်။စကားပြောကြရင်ဂျိုကအရင်ကဂျိုကတည်သွားပြီလို့ပြောလိုက်တဲ့အခါမှာတော့မင်းဟာဒေါသတကြီးနဲ့အကိုဂျိုကမတည်သေးဘူးလို့ပြောကစိတ်ဆိုးမဆိုးနဲ့ဂျိုကိုအိမ်ပြန်ခိုင်းလိုက်ပါတော့တယ်။ဒီလိုရုံရင်းဆန်ခက်ဖြစ်သွားတဲ့အချိန်လေးမှာပဲဂျိုဟာမင်းရဲ့အတွေ့အကြုံမှုစီကဖုန်းကိုလှည့်ဝက်ခွေးယူနိုင်ခဲ့ပြီးမင်းဟာနောက်နေ့စင်ကာပူကိုထွက်ခွာတော့မယ်ဆိုတဲ့သတင်းကိုသိရှိကြပါတယ်။ဂျိုဟာအချိန်မရှိတော့တဲ့အတွက်သူ့ရဲ့အရင်ဘဝကနေထိုင်ခဲ့တဲ့အိမ်ဟောင်းလေးတွေကိုတကိုးတယောက်လိုတိတ်တဆိတ်ခိုးဝင်သွားပါတော့တယ်။ရည်ရွယ်ချက်ကတော့ဗန်ထဲကပတ်စံထုတ်ယူဖို့အတွက်အရေးကြီးတဲ့ဘန်ကတ်လေးကိုရှာဖွေဖို့ပါပဲ။အိမ်ထဲမှာရှာဖွေနေရင်အရင်ဘဝကသူ့လက်ကနေကြောက်ကွဲသွားခဲ့တဲ့ဖန်ခွက်လေးကိုမင်းကအစအနလေးတွေကစပြီးတိတ်ချပြန်ဆက်ကတင်စီထားတာကိုတွေ့လိုက်ရတဲ့အခါမှာတော့ဂျိုရဲ့နှလုံးသားတစ်ခုလုံးစိုးနေသွားရပါတော့တယ်။ဂျိုတယောက်အတိတ်ကဖြစ်ပျက်တွေကိုငေးမောပြီးတွေးတောနေတော့မှပဲအိမ်တကားပွင့်လာပြီးသူ့ရဲ့နောက်ဘက်ကနေစွန့်ကရောက်ရှိလာပါတော့တယ်။ထို့နောက်ဂျိုတယောက်ပုံခွဲဖို့အချိန်မရပဲအမိခံရတော့မယ့်အချိန်တွေကိုဆက်ရောက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့စွန့်ကဂျိုကိုဖမ်းမိသွားမလား။မင်းကဂျိုကိုဘလို့ညီလက်တွေနဲ့ဆက်ပြီးစမ်းသပ်မလဲ။သူ့အသက်သက်ရှိရတဲ့ဂျိုဖြစ်နေတယ်ဆိုတာကိုဘယ်အချိန်မှအတည်ပြုနိုင်မလဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်။ Like and subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။